အမွာညီအမခင်ကျွေခင်ဝေရဲ့ကန်လောကကြီးတဲ့စက္ကန့်မိနစ်ပိုင်းတွင်အတူတူရောက်လာထွက်လာကြတဲ့ညီအမအမိဝမ်းတွင်ကခင်ကျွေအရင်ထွက်လာတဲ့မိနစ်ပိုင်းတွင်ခင်ဝေပါထွက်လာတဲ့သူတို့အမွာညီအမမွေဖွာရမှာသူ့မိခင်ဟာဘာအခက်ခဲကြီးကြီးကျဲမှမရှိခဲ့ပါဘူးတရအပြေမှာတော့သူတို့အိမ်ကိုစွန့်ခန့်အမြဲကြွားတဲ့ဖုံးတော်ကြီးတစ်ပါးကတွက်ချက်ပြီးခင်ကျွေခင်ဝေရဲ့လို့အမည်ပေးပါတယ်ခင်ကျွေကအမခင်ဝေကတော့ညီမခင်ကျွေနဲ့ခင်ဝေတို့အရင်နေခဲ့ကြတာကတော့မြောင်းမြမြို့သူတို့ဖေကပတ်သိမ်အနောက်တာပေါင်းမြို့သားအမေကတော့မြောင်းမြသူစစ်စစ်အဖေဖြစ်သူကယုံအမှုတန်းအစိုးရဝန်ထမ်းဖြစ်ပြီးအမေကတော့အထက်ဆိုင်ဖွင့်နေခင်ကျွေနဲ့ခင်ဝေဟာရုပ်ချင်းတထိရတဲ့စင်နဲ့အသားဖြူတာလဲတူတယ်နောက်ဆုံးစကားပြောတမ်းမှတူပါတယ်အဲ့ဒီလိုတူတော့အပြင်လူကမားတာမပြောနဲ့မိဘနှစ်ပါးတောင်မကြခဏမားတဲ့အတွက်နေစဉ်ကဆိုလေပင်မှာအမတ်သားဖြစ်တဲ့ပရိတ်ကျိုးအဖြူနဲ့အနီကိုဆွဲပေးထားရပါတယ်ခင်ကျွေရဲ့လေပင်မှာတော့ပရိတ်ကျိုးကအနီခင်ဝေရဲ့လေပင်မှာတော့ပရိတ်ကျိုးကအဖြူရောင်အမွာညီမနှစ်ယောက်မှာအစားပေါက်လဲအတူတူကြိုက်တာပဲတယောက်တစ်ပွဲမကြိုက်ဘူးငယ်စဉ်ကတည်းကအင်ကြီးစင်တူဝတ်တတ်တဲ့အလီဟာအလဲတန်းចောင်းသူအစဉ်အထီပါပဲမူကြိုကနေမူလာတန်းကနေအလဲတန်းအထိတနေ့တန်းမှန်မှန်အောင်ခဲ့ကြတာနောက်ဆုံးအထက်တန်းចောင်းသူဘဝအထိဖြစ်တယ်သူတို့ညီအမနှစ်ယောက်ဟာအားကစားဝါသနာပါကြပြီးကျောင်းလူရွေးစဉ်ဗော်လီဘောအသင်းမှာပါဝင်ကစားကြတယ်မိဘတွေရန်ကုန်ပြောင်းလို့ရန်ကုန်ရောက်တော့မြို့နယ်လက်ရွေးစဉ်ဗော်လီဘောကစားသူတွေဖြစ်ခဲ့ကြတယ်သူတို့နှစ်ယောက်ဟာအရက်မောင်းတူတယ်လို့စိတ်တက်ကလည်းတူတယ်သူတို့ဝါသနာပါရတယောက်ပါပြီးဘာသာရေးခံယူချက်မှလည်းတူညီတဲ့စိတ်သက်ရှိကြတယ်ခင်ကျွေဖျားရှိခိုးပန်းလဲစွန့်ခဲ့ရင်ခင်ဝေလဲပါတယ်ဖျားရှိခိုးရင်တော့အတူတူဖျားရှိခိုးတဲ့အမွာညီအမတွေပါသူတို့ရဲ့တငယ်ချင်းတွေကဆိုနောက်ပြောင်ပြောကြတယ်နင်တို့နှစ်ယောက်ကအပေါ်လေးသွားတာတောင်အတူတူပဲသွားကြသေးသလားတဲ့လေအတူနေအတူစားအတူကြောင်းတဲ့အတူကစားအိတ်တော်လဲတဲ့အိတ်ရတဲ့အိတ်တဲ့အမွာညီအမနှစ်ယောက်တယောက်တကွဲကွဲဖို့အကြောင်းတဖန်ဖန်လာခဲ့ပါတယ်သူတို့ညီအမနှစ်ယောက်ဆယ်တန်းစာမေးပွဲဖြေပြီးတဲ့နှစ်နေရာဒီကျောင်းပရက်ကာလမှာပေါ့သူတို့အဖွာတာပေါင်းမျိုးကနေရန်ကုန်ထိရောက်လာတယ်နှစ်ပတ်တိနေပါတယ်အဖွာကရန်ကုန်ကအပြန်မှာပသိမ်ကိုဝင်ပြီးသူဆောင်းလို့လူတိုင်းနဲ့ကမ္မထမ်းကျောင်းလေးရေစက်ချပွဲရှိတယ်ရေစက်ချပွဲပြီးမှတာပေါင်းမျိုးကိုပြန်มาဖြစ်တယ်အဖွာလို့သူကအမွာညီအမကိုခေါ်သွားခြင်းနဲ့မိခင်ဖြစ်သူကတော့နှစ်ယောက်စလုံးကိုမထည့်ချင်ဘူးအဖွာနဲ့တယောက်ပဲလိုက်သွားစေချင်တယ်ဘာဖြစ်လို့လဲဆိုတော့နှစ်ယောက်စလုံးထဲလိုက်ရင်အိမ်မှာချက်ပြုံးမိသူမရှိသလိုအထဲဆိုင်မှာကူရောင်းတဲ့တင်းကြီးကလည်းမိဖွာနေလို့ဆိုင်မှာကူမဲ့သူမရှိဘူးဆိုင်အတွက်လည်းလူလိုအိမ်အတွက်လည်းလူလိုတော့တယောက်တော့ရှိမှဖြစ်မယ်ဒီကြားတဲ့ဖခင်ဖြစ်သူကဌာနဆိုင်ရာတင်နန်းတက်နေရတော့အိမ်မှာမရှိပြန်ဘူးအဖွားနဲ့အတူခင်ကျူရောခင်ဝေပါလိုက်ချင်ကြတယ်ခရင်မတော်ရတာလဲကြားကိုမြို့ကိုရွာလဲပြန်တွေ့ခြင်းဆွေမျိုးညီကိုမောင်နှမတွေနဲ့လည်းအလူမှာစုံတွေ့ခြင်းနေကြပါတယ်နောက်ဆုံးတော့နှစ်ယောက်ထဲကတယောက်လိုက်ဖို့စဉ်းစားကြတယ်မိခင်ဖြစ်သူကိုယ်တိုင်မဲလိုက်ပြီးမဲလိုက်ခိုင်းပါတယ်မဲပေါက်တော့အဖွားနဲ့လိုက်သွားရမယ်လို့ဆုံးဖြတ်ကြတယ်အဖွားကိုလည်းတယောက်ထဲပြန်မလွတ်ချင်ဘူးအမွာညီမနဲ့မဲနိုင်ကြတာအကြီးမဖြစ်တဲ့ခင်ကျွေကတော့ကံကောင်းပါတယ်အကြီးမဖြစ်တဲ့ခင်ကျွေလိုက်ခွင့်ရပါတယ်ဒါပေမဲ့ခင်ကျွေကမလိုက်ပါဘူးမျက်ရည်တဝဲဝဲဖြစ်နေတဲ့ညီမခင်ဝေကိုတနာပြီးညီမလေးကိုလိုက်ခွင့်ပြုလိုက်ပါတော့တယ်မဲပေါက်ကံကောင်းသူကလိုက်မသွားပဲမင်းပေါက်သူကတော့လိုက်သွားရတယ်မြစ်တာစိတ်ရပါအဖွားရဲ့ညီမကိုအမဖြစ်တဲ့ခင်ကျွေကတင်မောစိတ်ကိုလိုက်ပို့တယ်မိခင်ကတော့ဆိုင်ထွက်နေရလို့မလိုက်ပို့နိုင်ပါဘူးရန်ကုန်တင်မောစိတ်ကနေထွက်သွားတဲ့နှစ်ထပ်ပုတ်ကလေးကဂျားတင်မောကြီးကိုကြည့်လို့လက်ပြရင်ဘိုးတရားပေါ်မှာခင်ကျွေတယောက်ထဲကျန်ခဲ့ပါတယ်မခွဲစဘူးခွဲရလို့သူ့ရင်ထဲမှာစွနေနေတယ်ငငယ်ကလေးကမခွဲခဲ့တာအခုမှခွဲပြီးခရီးသွားရလို့ခင်ကျွေပိုးကတော့မျက်ရည်ကျရတဲ့အထီပါပဲခဏခွဲခြင်းလိုပဲထင်နေတာနောက်တနေ့ကြားရတဲ့သတင်းဆိုးကြီးကတော့ထဝရခွဲခွာခြင်းဖြစ်ခဲ့ပြီထဝရခွဲခဲ့ရပြီလိုက်ဖို့မဲမပေါက်တဲ့ခင်ဝေနဲ့အဖွားစီးသွားတဲ့နှစ်ထပ်ကြားတင်မောဟာ
ပတ်သိဉဏ်ကုံခရီးစဉ်ရဲ့ချားမှရှိရဲ့ကံရွာကိုကြော်လာပြီးမကြားခင်မှာရုတ်တရက်ပြင်းထန်တဲ့လီမုန်တိုင်းမိပြီးနစ်သွားရှာပါတယ်မိုးရင်းမဟုတ်ဘဲနွေရာသီကြီးမှာဘယ်ကမုန်တိုင်းကဝင်တိုက်ခဲ့တယ်လဲမသိပါဘူးနော်ခင်ဝေရဲ့ကံမကောင်းလာတဲ့အဖြစ်ဟာဘယ်ဘဝကအကြောင်းပါခဲ့တယ်မသိပါဘူးအဖွားဖြစ်သူကကေသူတွေးလို့အသက်ရှင်ပြီးခင်ဝေကတော့အသက်မရှင်ပါဘူး65နှစ်အဖွားကမတည်ပဲ18နှစ်မြေးမကတော့တည်ခဲ့ရပါတယ်။အော်ကန်တရားရဲ့ဘလောက်များစမ်းကြင်လာပါသလဲ။တိတ်ချစ်ကြတဲ့ညီအမစိတ်ညစ်ရတဲ့အဖြစ်ကိုကန်ဆိုးလာပါတယ်။မဲပေါက်တဲ့အကြီးမခင်ကြွေတာလိုက်သွားရင်ခင်ဝေသေးမှာမဟုတ်ပါဘူး။ကန်ဆိုးတာကစမ်းတယ်။လက်ခွင်ရတဲ့ကောင်းတဲ့ကန်ဆိုတာလဲစူးတာဖြစ်ရတယ်။ခရီးစဉ်ကလည်းကောင်းတဲ့ကိစ္စသွားတာမကောင်းတဲ့ရည်ရွယ်ချက်နဲ့ခရီးသွားတာလည်းမဟုတ်ပါဘူး။ကန်ရဲ့အကျိုးဟာဘလို့အမျိုးအစားကိုမှမညာတာပါဘူးတိတ်ကြောက်ဖို့ကောင်းပါတယ်အဖွားပြစ်သူဟာအဲ့ဒီအချိန်ကစပြီးညီအတွက်ရတဲ့ဖြာပြီးစကားတောင်များများမပြောတော့ဘူးသူကြောင့်ဖြစ်ရတာလို့တွေးမိပြီးစိတ်ထိခိုက်သွားရှာတယ်ဒါပေမဲ့အဖွားကတရားသမားမို့တရားထိုင်ပြီးတော့တောကကိုနင်ထုတ်ပါတယ်အမဖြစ်တဲ့ခင်ကြွေလေးကိုစေယုံပူရတဲ့နေ့ကတော့10တန်းဆောင်မိဝဲအောင်နေနေတွားလို့သူဖြစ်တဲ့သူညီမလေးခင်ဝေဟာဂုံတူး2ခုနဲ့တောင်အောင်နေသူကရိုးရိုးပဲအောင်နေ10တန်းအောင်ရမှာတော့သူတို့2ယောက်ရဲ့ကံဟာကွဲပြားခဲ့ပြီကန်ဆိုးလိုက်တဲ့ညီမလေးရဲ့ဘလို့ဖြေရမလဲဆိုတဲ့အမခင်ကျူရဲ့ငိုတန်းဟာလူ2000ကျော်နေတဲ့စပယ်ကုန်းလန်းတွေရက်ကွက်တစ်ခုလုံးကိုစိတ်ထိခိုက်သွားရပါတော့တယ်ရက်ကွက်တစ်ခုလုံးတရင်ကြသူမှန်သမျှစိတ်ထိန်လို့မရချပါဘူးငိုကြပြောကြတော့ကရောက်ကြပါတယ်တွင်းလာမိတဲ့ရက်ွက်လူကြီးတွေကအချို့ဟာစိတ်မထိန်နိုင်မဲ့ခင်ကျူတို့အိမ်ပေါ်မှာတင်ရှိတ်ကြီးတငင်ငိုကြတယ်ဈေးတွေကနိုင်ရေးလာမိကြတဲ့ဈေးသူဈေးသားတွေကတော့ခင်ကျူကိုမြင်လေငိုကြလေပဲပေပင်ပေါက်ပေပြရောက်တဲ့အတော်ကြီးကတော့တက်ပြီးတတိတောင်လက်သွားရှာတယ်ရက်ွက်ဖုန်ကြီးကျောင်းဆရာတော်ကြီးတစ်ပါးကတော့ကန်းဆိုတာဒီလိုပဲရှိတတ်ပါလားဩအနိစ္စဒုက္ခအနတ္တရဲ့လို့ခဏခဏဆူမိတ်ပြီးခေါင်းတညစ်ညစ်ဖြစ်နေပါတယ်ခင်ဝေရဲ့နာရီရက်လက်စွန်ကြွေကတော့ပွဲတော်တများကိုစီကားပါတယ်လူငွေပိတ်များပါတယ်အဲ့ဒီနေ့မှစမ်းကြဲတဲ့ကူးငွေအလူငွေကတော့ရက်ကွက်ထဲကအရက်သမားတစုရဲ့အလူငွေပါပဲအရက်ဆိုင်မှာအရက်လာပေါက်တဲ့အရက်သမားတွေရှီးစုမဲစုစုပြီးလာကူတဲ့ငွေတွေပါပဲဗျာစာအိမ်မှာရေးထားတာကခင်ဝေလေးကောင်းရာသူကတိရအောင်လူဒန်းပေးပါရန်နဲ့ရှင်လူတရဝထူများစွာကအပယပရိယကံတိစာနဲ့ကင်းကြသူတိမြည်မရှိရှင်မတိနိုင်တောင်ကံစုကောင်းကိုဥကောင်းရရအချက်သိညာခံရစွာဤမဂတိဝ264လောက၌သူကံသည်သူပိုင်ဥစ္စာဖြစ်၍ငါကံသည်ငါပိုင်ဥစ္စာလိုသာတမယမှာဖြစ်ပါရဲ့ကံတာအမိကံတာဖထာဝရမှန်ကန်နေနဲ့တရားပါပဲ